င်္ဂလာပါပရိသတ်ကြီးရှင်ဒီနေ့မှာတော့မြန်မာရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသမီးတဦးဖြစ်တဲ့ဖိုးဖွေးရဲ့ရင်ထဲကနာကျင်စရာခံစားချက်တွေနဲ့သူမရဲ့အမှုပညာပါရမီအကြောင်းကိုပြောပြပေးသွားမှာပါမကြာသေးခင်ကမှဖိုးဖွေးပြောပြလာတဲ့သူမရဲ့မိသားစုဝင်2ဦးကိုဆုံးရှုံးခဲ့ရတဲ့အကြောင်းတွေကပရိသတ်တွေကိုတကယ်ပဲမျက်ရည်ကျစေခဲ့ပါတယ်သူမဘာကြောင့်ဒီလောက်ထိခိုင်မာအောင်စူးစမ်းနေရတာလဲတိုးမဲရုပ်ရှင်ထဲကသူမရဲ့သရုပ်ဆောင်ချက်တွေကဘာကြောင့်ဒီလောက်ထိရင်ထဲရောက်နေတာလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ရှင်။ဖိုးဖွေးကသူမရဲ့ဘဝမှာအကြီးမားဆုံးသောပြိုလဲမှုနှစ်ခုကိုကြုံခဲ့ရတာပါ။ပထမတစ်ခုကတော့သူမရဲ့ဖခင်ကွယ်လွန်သွားခဲ့တဲ့အချိန်ပါ။အဲ့ဒီတုန်းကဖိုးဖွေးဟာလက်မခံနိုင်လောက်အောင်ဖြစ်ခဲ့ပြီး3နှစ်လောက်ထိစိတ်သက်တွေအကြီးကျယ်ပြိုလဲခဲ့ရတယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကငါပြိုလဲလို့ရသေးတယ်ငါအနောက်မှာမောင်လေးရှိသေးတယ်မောင်လေးကအမေကိုပြုစုဆောက်ရှောက်လိုက်မယ်ဆိုတဲ့စိတ်နဲ့အားတင်းခဲ့တာပါလို့ဆိုပါတယ်ဒါပေမဲ့ကကြမာကရက်ဆက်လွန်ခဲ့ပါတယ်သူမအားကိုးရတဲ့မောင်လေးထပ်မံကွယ်လွန်သွားတဲ့အချိန်မှာတော့ဖိုးဖွေးဟာတကယ်ကိုအထီးကျန်သွားခဲ့ရပါတယ်ဖိုးဖွေးကိုယ်တိုင်ရင်ဖွင့်ခဲ့တာကတော့မောင်လေးဖြစ်သွားတဲ့အချိန်မှာဘသူမှမရှိတော့ဘူးသူမကလွယ်ပြီးဘသူမှမရှိတော့ဘူးဆိုတာသိကြသွားတယ်တဲ့ဒီစကားကဖိုးဖွေးရဲ့ပခုံးပေါ်မှာတင်နေတဲ့တာဝန်တွေနဲ့သူမဘလောက်တောင်ကြမ်းကြမ်းခံနေရတာလဲဆိုတာကိုဖော်ပြနေတာပါပဲကျမတို့ channel ရဲ့အမြင်ကပြောရရင်တော့အမှုပညာရှင်တယောက်အတွက်အကောင်းဆုံးသရုပ်ဆောင်ချက်ဆိုတာတင်ယူထားတဲ့ပညာထက်ခန်းစားမှုတဲ့အစစ်မှန်ခန်းစားချက်တွေကနေလာတာလို့မြင်ပါတယ်ဖိုးဖွေးကဖခင်ရဲ့နောက်ဆုံးချိန်ကိုမမီလိုက်တဲ့အတွက်နောင်တတွေအများကြီးရှိခဲ့သူပါအဲ့ဒီနောင်တတွေလွမ်းဆွမှုတွေကိုအရင်ခံပြီးတိုးမဲရုပ်ရှင်ထဲမှာပုံဖော်သွားတာဖြစ်လို့သူမရဲ့သရုပ်ဆောင်ချက်တွေကဟန်ဆောင်မှုကင်းပြီးအသက်ဝင်နေတာဖြစ်ပါတယ်တချို့ကပြောကြတဲ့အမှုပညာဆိုတာစူးစမ်းရင်ရနိုင်တယ်တဲ့ဒါပေမဲ့ဖိုးဖွေးကိုကြည့်ရင်တော့ပါရမီဆိုတာဘာလဲဆိုတာထင်ရှားနေပါတယ်သူမဟာလက်ပံစကားကလေးက main lead အနေနဲ့ပွဲထွက်ခဲ့ပြီးဒီနေ့ထိထိတ်တန်းကရက်တည်နေနိုင်တာဟာကံကောင်းလို့တင်မဟုတ်ပါဘူးသူမရဲ့အတွင်းစိတ်ထဲကနာကျင်မှုတွေကိုအမှုပညာဖြင့်ပြောင်းလဲနိုင်တဲ့စွမ်းအားကြောင့်လို့ထင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးပရိသတ်တွေကြားမှာလည်းမှတ်ချက်တွေအမျိုးမျိုးထွက်ပေါ်နေပါတယ်အများစုကတော့ဖွေးကတော့တရုပ်ဆောင်တာတွေမဟုတ်ဘူးရင်ထဲကခံစားချက်ကိုပါမျှဝေပေးနိုင်တဲ့ဆရာမကြီးပါပဲမင်းသမီးနှစ်လက်ကိုကြော်ပြီးအကယ်ဒမီရနိုင်တာဖွေးပဲရှိတယ်ဖွေးစိတ်တက်မကြပါနဲ့ပရိသတ်တွေအမြဲရှိနေပါတယ်ဆိုပြီးအပေးစကားတွေပြောနေကြတာကိုတွေ့ရပါတယ်ရှင်ကဲပရိသတ်ကြီးရောဖိုးဖွေးရဲ့တိုးမဲ့ရုပ်ရှင်ကိုကြည့်ပြီးပြီလားသူမရဲ့ဖခင်နဲ့မောင်လေးအပေါ်ထားတဲ့စိတ်ဓာတ်နဲ့အမှုပညာပေါ်ထားတဲ့စေတနာကိုဘယ်လိုမြင်ကြလဲဆိုတာ comment မှာရေးပေးခဲ့ကြပါဦးနော်ကျမတို့ channel ကနေနောက်ထပ်စိတ်ဝင်စားစရာအမှုပညာသတင်းတွေကိုအမြဲတင်ဆက်ပေးမှာမို့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဟုတ်ရှင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်